သူကခင်စပယ်ဥပါပါညာဟဲ့သမီးပြောပါလဲဆိုသူတို့ចောင်းရည်ဆက်ချပွဲရှိတယ်ပေါ့လေဥဆိုရဲ့သမီးပြင်ချင်းလို့ဆိုတော့ဟဲ့ပြင်ပေးမယ်ဥဆိုအလုတ်တိုက်ပွဲတိုက်တော့အလုတ်တိုက်တော့ရှိအလုတ်တော့တူနေတိုက်တာရှိတယ်ဒါပေမဲ့ဥဆိုဒီဘက်ဦးစားပေးပြီးတော့လာပြင်ပေးလိုက်အမှတ်တရလေးတစ်ခုကိုပြောပါဆိုအခုချိန်လေးတတိယနေတဲ့အကြောင်းအရာလေးလည်းရှိမှာသူတို့ပြင်ဆင်ခဲ့ရတာပေါ့သူတို့ရဲ့ပွဲကိုပင်ကလာပွဲကိုပြင်ဆင်ခဲ့ရတဲ့အတိုင်းဒါပေါ့အဲ့ဒါတော့ဘာမှဘလို့မှပြင်ပြောလို့မဖြစ်နိုင်ဘူးလေဒါပြီးတော့ဘယ်လိုခေါ်မလဲဒါကိုလည်းတကယ်ကိုပဲဟိုအထင်ကြီးရနဲ့ပေါ့နော်ထွန်းပေါက်ကြီးကိုဖြစ်ခဲ့တယ်လေအဲ့လိုမင်္ဂလာပွဲတော့လည်းဥဆိုးပဲဟုတ်တယ်တမီဟုတ်ပါတယ်သူများလို့လက်ထပ်ကြမယ်ချီကလေးရဲ့ဘယ်လိုလဲပြောကိုကလည်းသူတို့ဆိုလို့ရှိရင်အရန်ချစ်ခင်တယ်ပေါ့လေသူတို့ကြောင့်လည်းကိုဖြစ်ခဲ့တာလည်းပါတယ်လေတမီရဲ့သူတို့လုတ်ပေးခဲ့ပေးမယ်လေဘာပဲပြောရလေကိုဟိုဘယ်လိုခေါ်မလဲသူတို့ရဲ့ပွဲကြောင့်လည်းဥဆိုးဆိုတာလေသူတွေကနှစ်သက်လာကြတာရှိတယ်အပိုင်းရှိတယ်အဲ့တော့ကျေးဇူးရှိတာပေါ့တမီရဲ့